အချစ်ကိုခလုတ်တိုက်မိရာဝဲလို့အစချီတဲ့လူသားဆန်သောဇက်လန်လေးတစ်ပုဒ်ပါ Happy Anniversary ပါချစ်သူဒီနေ့မေ25ရက်နေ့2025ရက်နေ့ကတခြားသောလူပုဂ္ဂိုလ်တွေအတွက်တော့အမှုမဲ့အမှတ်မဲ့ဖြတ်သန်းတဲ့နေ့လေးတစ်နေ့ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ကိုတို့ရဲ့12နှစ်တိုင်ပြည့်တင်ခဲ့တဲ့အချစ် Anniversary နေ့လေးတစ်နေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ Democracy ဆန်းကိုတို့ရဲ့အချစ် Anniversary နေ့လို့သတ်မှတ်လိုက်ချင်ပါတယ်ဟိုးတစ်ချိန်တစ်ခါတော့ကတော့လူမသိသူမသိတိတ်တခိုးလေးတစ်ဖက်သက်ချစ်ခဲ့ရတဲ့အချစ်တရားနဲ့အစာပြုပြီးတော့မှအခုဒီနေ့မှာတော့လူသိရှင်ကြား social media ပေါ်မှာအထိကြီးညာမောင်းခတ်နိုင်ခဲ့တာ12နှစ်ပြည့်ခဲ့ပါပြီချစ်သူဘဝရဲ့အနှိမ့်အမြင့်လောကဓမ္မတာအတိုင်းပျော်ရွှင်ခြင်းတွေနဲ့ခက်ခဲခြင်းတွေတလဲစီရောထွေးနေတဲ့လောကဒဏ်လိုင်းလုံးတွေကြားထဲမှာအပြောင်းမပြတ်ပဲနဲ့ကိုနဲ့12နှစ်တိုင်တောက်လျှောက်အဖော်ပြုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ချစ်သူမှတ်မှတ်ရရတဲ့တခုကိုပြောပါဆိုရင်မင်းကိုချစ်မိပြီးတဲ့နောက်ကလေးကမပုံတင်ထဲကမင်းရဲ့နာမည်လှလှလေးအစားအချစ်လို့ပဲတသွင်းခေါ်မိခဲ့တာဒီနေ့ထိဆို12နှစ်တည်ပြည့်သွားပြီဆိုပါတော့မင်းဟာကို့အတွက်တော့အချစ်ဦးမဟုတ်ခဲ့ပေမဲ့လေကိုယ့်ရဲ့နောက်ဆုံးနဲ့အချစ်ဆုံးဆိုတဲ့နေရာမှာအခိုင်အမာဆုံးကပီးမော်ကွန်းတင်နိုင်ခဲ့တဲ့သူပါချစ်သူလက်ထက်စာချုပ်မှာနှုတ်တဘောသူအချစ်ပရိညင်ပြုတ်ပြီးကြတဲ့ကလှီလှလှနဲ့တီကုန်းထားတဲ့ရီစားစာတွေမပေးဖြစ်ခဲ့တော့ပေမဲ့လည်းနေသူဝကိုရဲ့အချစ်ခီးလန်းအတွက်တွေးနေတဲ့အတွေးတွေနဲ့ရှူရှိုက်နေရတဲ့ဝင်သက်ထွက်သက်တိုင်းကမင်းအတွက်အမြဲတမ်းသက်သေထူနေတဲ့အသက်ရှင်သောကိုရဲ့ရီစားစာတွေပါချစ်သူရွေရှာပြောင်းလဲနေတဲ့အချိန်ကာလတွေနဲ့အတူကိုရဲ့အချစ်တွေလည်းအသင့်ပြောင်းလဲလာခဲ့ကြတယ်ပိုခိုင်မာပြီးတည်မြဲမဲ့အရွေတစ်ခုစီကိုပေါ့ချစ်သူဘာဖြစ်လို့လဲဆိုတော့ပြောင်းလဲခြင်းဆိုတာကအမြဲတမ်းမှန်ကန်နေတဲ့အမှန်တရားတွေတစ်ခုပဲလေဒါကြောင့်ကိုရဲ့အချစ်ကိုလည်းပြောင်းလဲနေတဲ့အမှန်တရားနဲ့ထပ်တူပြုလိုက်ချင်တာပါအမှန်တိုင်းဝင်ခံရရင်အချိန်ကာလအကြာကြီးအိပ်ပုတ်ကြီးနေခဲ့တဲ့ကိုယ်နှလုံးသားကိုလှုပ်နိုးနိုင်ခဲ့တဲ့အင်ရှင်မကောင်းလေးကမင်းပါပဲချစ်သူဒီနေ့လိုတိုးတက်နေတဲ့ ID ခစ်ကြီးထဲမှာအိမ်နီးချင်းတွေနဲ့ဆက်သွယ်မှု area ပြင်ပဖြစ်ခဲ့ရင်တော့မှမင်းနဲ့တော့အမြဲတမ်းဖုန်းလိုင်းမိချင်နေခဲ့တဲ့သူပါမဆိုးစလောက်အတ္တလေးပိုခဲ့မိတဲ့လူသားဆန်သောကို့ချစ်တွေလို့ပြောရင်လည်းပြောပါစေတော့ချစ်သူထာဝရထက်သရက်ပူချင်မိခဲ့တဲ့သူပါကိုတို့ရဲ့အချစ်ခီလမ်းမှာအတူတူလိုက်ပါပြန်တန်းကြဖို့အတွက်ချစ်စရာကောင်းတဲ့အချစ်ညက်အင်ဂျယ်လေးနှစ်ပါးအတွက်လည်းအခွင့်ပေးတဲ့ဖျားသခင်နဲ့သူမင်းကိုလည်းကျေးဇူးတင်ပါရစေချစ်သူတစ်ချိန်တုန်းကအဖြူထဲကိုနှလုံးသားဟာအခုတော့မင်းရဲ့အချစ်ပကြီးကားချက်လေးတွေကရောင်စုံတက်တန်လေးတစ်စင်းအဖြစ်နဲ့ပေါ့အဲ့ဒီတက်တန်လေးရဲ့အောက်မှာမင်းရဲ့အချင်းငယ်ကလေးနှစ်ကောင်ရဲ့အေးချမ်းလုံခြုံစွာစောကစားရင်းနဲ့ပေါ့မင်းအတွက်ဆိုရင်အချစ်ဆံပွဲကြီးမှာမြန်မာစာကုံထူးမထွက်ခဲ့ရင်တော့စာရေးစာကုံးမှာအမှတ်ပြည့်ယူမဲ့သူပါချစ်သူခေါင်းစဉ်ကတော့မင်းနဲ့စုံတွေ့ခဲ့ပြီးတဲ့နောက်ဆိုတဲ့အပိုင်းဆက်ဇက်လန်လေးပေါ့ချစ်သူရဲ့ကိုတို့ရဲ့ရေးလက်စအချစ်စာရေးစာကုံးလေးတစ်ပုဒ်ကိုသားသမီးတွေကတစ်ဆင့်မြင်းမြစ်တွေအထိလှလှလေးနဲ့ဆက်ပြီးတည်ကုန်းသွားကြပါလိမ့်မယ်လို့အမြဲတမ်းယုံကြည်လက်ပါကိုတို့ရဲ့အချစ်ပန်းဥယျာဉ်ကြီးထဲမှာအစင်ထာရပန်းလေးတွေမွေးပြန့်စွာပွင့်လန်းနေနိုင်ဖို့အတွက်မထင်သလိုပေါက်ရောက်လာတဲ့ပေါင်းမြတ်တွေကိုကိုတို့အတူတူကလက်တွဲမဖြုတ်တန်းရင်ဆိုင်ရှင်းလင်းရင်းနဲ့ဆက်ပြီးခီးဆက်ကြပါအောင်ဆိုချစ်သူပိုကောင်းတဲ့မနှက်ဖြံကိုရင်ဆိုင်ဖို့အတွက်မင်းရဲ့လက်ကလေးကိုဆက်ပြီးသွဲခွင့်ပြုပါအောင်ချစ်သူအမေပြောတဲ့အမောပြေဆိုတာမင်းမျက်နှာလေးဖြစ်နေခင်မှန်းကိုသိခင်လိုက်ရတဲ့12နှစ်တာကာလတွေအတွက်အမတ်တရားတစ်ခုဖြစ်ဖန်တီးရင် Happy Anniversary ပါလို့မှတ်တမ်းတင်လိုက်ချင်ပါတယ်စကားမဆက်အရင်ချစ်တဲ့ချစ်သူအတိတ်ကလည်းချစ်ခဲ့သလိုပြစ္ဆုတ်ပံမှာလည်းဆက်ပြီးချစ်ချင်ပါတယ်အဲ့ဒီအချစ်တွေကိုလှပတဲ့အနာဂတ်အထိသယ်ဆောင်သွားချင်ပါတယ်